0.4 တခြားယူရတယ်အဲ့တော့ဒီကောင်ကိုကျွန်တော်1.5လောက်ကျွန်တော်ယူလိုက်မယ်နည်းနည်းလေးတော့အများကြီးပဲဆိုတော့1.5 plus 1 plus 7အဲ့တော့7နဲ့1နဲ့ပေါင်းလို့8ကျွန်တော်9.5 9.5ကို2နဲ့ပြောင်း okay 19ကိုအခုတော့ flat ကအခုတော့10 ရှိတာအဲ့တော့ကျွန်တော်တို့ level 1ကလေ extend ထဲကိုပေါ့ကျွန်တော်တို့ validated state system ဒါနဲ့လာမယ်နော် okay ဒါစကူကောက်တယ်ကျွန်တော် validated state system နဲ့ကျွန်တော်လုပ်မယ်ဆိုလို့ရှိရင်ဒီကဒီမှာပြောပြတတ်တယ်ဒီ minimal byte size က ban ဆိုလို့ရှိရင်100ဒီဘက်ကကျွန်တော်တို့ main ဆိုလို့ရှိရင်150ကျွန်တော်တို့ဒါ calculation ရအောင်သူ့ရဲ့ code project အရာကျွန်တော်တို့ပြောလိုက်တာပေါ့နော်အဲ့တော့ဒီစနစ်ကိုသုံးမယ်ဆိုလို့ရှိရင်ဒီတိုင်းသွားမယ်သို့မဟုတ်ကျွန်တော်တို့ကဒီ validated state fully validated state system with second initial state ဆိုတဲ့ဟာသုံးမယ်ဆိုရင်ကျွန်တော်တို့ရဲ့ site ကိုဒီ main initial state က site ကတော့ MDS ဆိုတဲ့ main initial state ကတရားနဲ့သွားမယ်ဒီဘက်က back state ကျတော့ကျွန်တော်တို့ကဒီ Lucy ဝင်တဲ့ level ကျွန်တော် second floor third story ဆိုလို့ရှိရင်တရားဖြစ်မယ်ပေါ်ရ85နဲ့ကျွန်တော်တို့သွားလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တကယ်တမ်းကျွန်တော်တို့ calculation လုပ်မှဥပမာ fully ပဲသုံးတော့ validated ပဲသုံးတော့ကျွန်တော်တို့ကဒီပထမထပ်ကလေးဒုတိယထပ်ကတတိယထပ်ကကျွန်တော် main data set တွေမဝင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အထက်20ရှိတဲ့အနေနဲ့သုံးအောင်မယ်ဆိုလို့ရှိရင်18ထပ်ရှိတယ်အဲ့တော့ကျွန်တော်တို့ကဆွမ်းနာတော့ကကျွန်တော်တို့ကဒီ 9.5 ဆိုတော့ကျွန်တော်တို့ကနှစ်ခုပြောင်းလိုက်တော့19ပေါ့နော်19ကိုကျွန်တော်18နဲ့ပြောင်းလိုက်ဘယ်လောက်ရလဲဘလို့လုပ်မယ်ဆိုရင်323ဆိုတော့ကျွန်တော် data set ဟိုပါကိုတွားကြည့်မယ်ပေါ့နော်အဲ့တော့323ဆိုရင်ကျွန်တော်တို့ကဒီ300နဲ့400ကြာမှာ300နဲ့400ကြာမှာဆိုလို့ရှိရင်ဒီမှာ operators for step for mid ပေါ့နော် WC ရောပါအကုန်ပါတဲ့ဟာပေါ်ချက်ဖြစ်မှာပေါ့နော်ပေါ်ချက်မယ်တကယ် WC မပါလို့ရှိရင်အောက်ကချက်ဖြစ်တယ်ဒီတော့ကျွန်တော်တို့က WC ပါပါတယ်ဆိုတော့ကျွန်တော်300ဆိုတော့ဒီပေါ်တော့မယ်ဆို5ဥပမာကျွန်တော်6 liter per second လောက်တော့ကျွန်တော်တို့ရှိနိုင်တယ်ပေါ့နော်စစ်တယ်တော့မပြောဘူးအဲ့တော့ဒီကောင်ကတခြားယူနေရပြည့်မယ်ဆိုရင်300ကျော်တယ် liter per second နဲ့အားနဲ့ကြည့်မယ်ဆိုလို့ရှိရင်6 liter per second လောက်ရှိတယ်အဲ့ဒါဆိုကျွန်တော်တို့ pipe site ကိုကျွန်တော်တို့ဘယ်လိုမျိုးရွေးရမလဲဆိုရင်ဒါကတခြား unit ပေါ့နော်တခြား unit ကပြောတဲ့ဟာတွေအဲ့တော့ကျွန်တော်ဒီ test site ကိုတွားကြည့်တယ်ဒီမှာတွေ့လားအဲ့မှာကျွန်တော်တို့ဒီ test unit ဆိုရင်ကျွန်တော်တို့ဒီရတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က3နှစ်ဆိုတော့ကျွန်တော်85နဲ့တော့တကယ်လည်းရတယ်ပေါ့နော်ဒါပေမဲ့ဟိုကျွန်တော် CP တိုင်း follow လိုက်တာဆိုတော့ CP ထဲမှာကျွန်တော် validated test system သုံးတာလား single ဒီ fully validated သုံးတာလားပေါ့နော်အဲ့တော့ကျွန်တော် validated test system ကိုသုံးမယ်ဆိုရင်ဒီ85ထည့်လို့မရဘူးသူ့ရဲ့ဒီ CP guideline အရကျွန်တော်တို့အသေးဆုံး site က150အဲ့တော့ကျွန်တော်တို့ကဘာမှတွက်စရာမလိုဘူးရင်းထည့်လိုက်အဲ့ဒီကုတ်အတိုင်းokay ဒါလည်းတွက်စရာလည်းမလိုဘူးပေါ့နော်သူ့ရဲ့ guideline အတိုင်းပဲကျွန်တော်တို့ main step ဆိုလို့ရှိရင်150 secondary data step ဆိုလို့ရှိရင်100ဒါ validated step system ဒီတိုင်းသွားမယ်ဒါမှမဟုတ်ကျွန်တော် fully သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအသေးဆုံး site က main data ဆိုလို့ရှိရင်100 secondary data ဆိုလို့ရှိရင်ဘယ်လောက်အဲ့တော့ဒီနှစ်ခုမှာကျွန်တော်တို့က fully validated ကိုသုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တွက်တဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီ WC ရဲ့ feature unit တွေကျွန်တော်အများကြီးထည့်ပါလိဒီဘက်အကောင်ကျတော့ limit တော့ချုပ်ပြီးသားကျွန်တော်ဒီ connection ထည့်လဲကျွန်တော်ထည့်လို့မရဘူးအဲ့တော့သူ connection နဲ့ဝင်အောင်လုပ်အောင်မှာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ limit ကကျွန်တော်တို့ကန့်သတ်ပြီးသားပဲဒီကောင်တွက်မယ်ဆိုလို့ရှိရင်ဒီကောင်သုံးမယ်ဆိုတွက်ဖို့သိမလို့ဒီ fully validated ဆိုလို့ရှိရင်တော့တွက်ဖို့လိုတယ်ပေါ့နော်ကျွန်တော်တို့အခုဒီမှာလဲကျွန်တော်တို့ 3C ဆိုတဲ့ AI သုံးတယ်ညီတို့တခြား open AI လည်းရှိရယ် chat GPT လည်းရှိရယ်နောက် open AI ရှိရယ်နောက်ကျွန်တော်တို့ကပြုထုတ်တဲ့ဟိုဟာလေး software ပေါ့နော်DC ပေါ့နော်အဲ့ဒါလည်းရှိတယ်နောက်ကျွန်တော်တို့ဟိုအခုကိုဗစ်ကထုတ်တဲ့ nano ဟိုပေါ့ကိုဗစ်ကထုတ်တဲ့ AI တွေလည်းရှိတယ်အများကြီးရှိတယ်နော်ကျွန်တော်တို့အဆင်ပြေတာသုံးလို့ရတယ်ကျွန်တော်တို့အခုကျွန်တော်တို့ကဘာတွက်မလဲဆိုလို့ရှိရင် rate first site data site for commercial kitchen commercial kitchen
open kitchen ဝက်ပေါ့နော်ဘာလို့ဆိုတော့သူအဓိကဆင့်ရှိတဲ့နေရာမှာပဲသူတက်ပါလဲဆိုလို့ရှိရင်2 3 number of ဆင့်ဒါတော့သူက kitchen ဝက်ထွက်တဲ့ဟာကိုတို့ကဒီကပန်ပြီးတော့ washing machine က dish washing machine ကတခုအဲ့ဒါမျိုးလေးကိုတို့ကဒါကိုနှိမ့်လိုက်တယ်နော် CP ထဲမှာလည်း cooperative ကတော့ရေးရတာမရှိဘူးအခုဒီတိုင်းပဲ BS code ဒါအခုလိုချင်တဲ့ code